ဆိုဗီယက်သဇင်တို့မင်္ဂလာပွဲမှာစိတ်သက်အမှန်တွေပေါ်ပေါက်ခဲ့လို့လူပြောများခဲ့ရတဲ့အမှုပညာရှင်3ဦးပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ဟေဝရန်နဲ့ဆိုဗီယက်သဇင်တို့ကမင်္ဂလာပွဲ6ပွဲကိုအောင်မြင်စွာကျင်းပပြီးစီးသွားပါပြီ။သူတို့မင်္ဂလာပွဲတွေမှာအမှုပညာရှင်အများအပြားလည်းတက်ရောက်ခဲ့တာမို့လူပြောစရာအဖြစ်အပျက်တွေလည်းများခဲ့ပါတယ်။ဒီထဲကမှစိတ်သက်အမှန်နဲ့လူပြောများခဲ့တဲ့အမှုပညာရှင်တွေကိုတင်ဆက်ပေးလိုက်ပါတယ်။နံပါတ်1ရွှေသမီးကဟေဝရန်နဲ့ဆိုဗီယက်သဇင်တို့ရဲ့ညစာစားမင်္ဂလာပွဲလေးမှာသူတို့သမီးရန်လေးအဖြစ်ပါဝင်ပေးခဲ့တာဖြစ်ပါတယ်။သူတို့သမီးအရန်လုပ်ပေးခဲ့တဲ့ရွှေသမီးကတခြားသူတွေနဲ့မတူဘဲသူတို့သမီးအရန်စစ်ဖြစ်ခဲ့ပါတယ်။သူတို့သမီးအရန်ဖြစ်ယွန်းသဇင်ထူးမြင့်နဲ့တခြားမင်းသမီးတွေလည်းပါဝင်ပေးခဲ့တာဖြစ်ပါတယ်။သူတို့သမီးအရန်တွေဖြစ်လို့စင်မော်မှာဆိုဗီယက်သဇင်တို့နဲ့အတူနေကြရပါတယ်။အဲဒီအချိန်မှာဆိုဗီယက်သဇင်ကကောင်းဝင်အဖြူကြီးကိုဝတ်ထားခဲ့တာဖြစ်လို့သွားရလာရလည်းခက်ခဲခဲ့ပါတယ်။အရှိကိုသာအာယုံဆိုင်နေလို့နောက်မှဆိုဗီယက်ကောင်းဝင်အရှိကြီးကအစင်မပြေဖြစ်နေတာပါ။ဒါကိုရွှေသမီးကသူ့ရဲ့မင်းသမီးကုန်းကိုမထောက်ပဲနောက်ကနေနောက်လိုက်တယောက်လိုလှုပ်ပေးနေခဲ့တာဖြစ်ပါတယ်။ဆိုဗီယက်ခေါင်းဝင်ကိုလိုက်ပြီးတဲပေးနေသလိုလိုအပ်သလိုလိုက်မှပေးနေခဲ့တာပါ။ဒါကဆိုဗီယက်ကခိုင်းတာမဟုတ်သလိုခုလိုမှပေးနေတာတော့သူ့အနေနဲ့မသိခဲ့ရပါဘူး။ရွှေသမီးကအမြင်မတော်လို့လိုက်လှုပ်ပေးနေခဲ့တာလည်းဖြစ်ပါတယ်။တကယ်တော့ရွှေသမီးကသူတို့သမီးအရန်စစ်အနေနဲ့ဖြစ်ခဲ့တာပါ။မင်္ဂလာပွဲမှာသူတို့သမီးကသာအရေးကြီးဆုံးဖြစ်လို့သူ့လောက်အောင်ပေးကသူတို့သမီးအရန်တွေကပံပိုးပေးကြရတာပါ။ဒါပေမဲ့တချို့မင်းသမီးတွေကတော့ဟိဟန်တွေသာများနေကအခုလိုမလုပ်ပေးကြပါဘူး။ဒါကြောင့်မို့ရွှေသမီးကစိတ်ထားကောင်းသူအဖြစ်သတ်မှတ်နေကြတာပါ။နံပါတ်2အောင်ရဲလင်းကလည်းဟေဝရန်နဲ့ဆိုဗီယက်သဇင်တို့ရဲ့ဆူလျာရက်ပတ်မင်္ဂလာပွဲမှာမင်္ဂလာပန်းကျဲအဖြစ်လုပ်ပေးခဲ့ပါတယ်။ပန်းကျဲရတဲ့အထက်မှာအောင်ရဲလင်းကစီနီယာအကြီးဆုံးဖြစ်တယ်လို့ကျန်တဲ့အရန်တွေကမင်းသားငယ်လေးတွေဖြစ်ပါတယ်။ဒါပေမဲ့ပွဲမှာအောင်ရဲလင်းဘက်ကသူ့ထက်ဝါငယ်တဲ့အေးချမောင်တိုင်ရွန်တို့ကိုနေရာပေးခဲ့ပါတယ်။သူကိုယ်သူလည်းစီနီယာဆိုပြီးလည်းမှန်လည်းမပြသလိုပါဝါလည်းမပြခဲ့ပါဘူး။အောင်ရဲလင်းကသူ့ကိုယ်သူမှန်မာနာလည်းမရှိတာမို့ပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။ဇက်ပိုဇယန်တွေအပေါ်ဆိုလည်းမခွဲခြားတတ်တဲ့စိတ်ထားကြောင့်ချီးကျူးစရာဖြစ်နေခဲ့တာပါ။နံပါတ်3ဖွေးကလည်းဟေဝရန်နဲ့တငယ်ချင်းဖြစ်တာမို့မင်္ဂလာပွဲကိုတက်ရောက်ခဲ့ပါတယ်။ဆူလျာရက်ပတ်မင်္ဂလာပွဲကိုတက်ရောက်ခဲ့တာဖြစ်ပြီးထထမိုးဝမ်းမောင်ရွှေရိုးနဲ့အတူထိုင်ခဲ့ပါတယ်။ထထမိုးကသူ့ထက်စီနီယာလည်းဖြစ်တယ်လို့ဝါလဲကြီးပါတယ်။သူတို့ထိုင်နေတဲ့ဝိုင်းမှာစုမြတ်သူစားကထထမိုးနဲ့စကားလာပြောနေခဲ့ပါတယ်။ထထမိုးနဲ့စုမြတ်သူစားတို့ကမတ်တရက်ပြီးစကားပြောနေတာမို့ထိုင်ကုန်မှာထိုင်နေတဲ့ဖွေးကထိုင်ရမလို့ဖြစ်နေခဲ့ပါတယ်။သူအနေနဲ့စီနီယာမင်းသမီးစကားပြောနေတာမို့မထိုင်ရဖြစ်နေတာပါ။ဒါကြောင့်မို့လေဖွေးရဲ့အပြုတ်မူလေးတွေကိုပရိသတ်တွေကချင်နေကြတာပါ။ဖွေးကသူ့ကိုယ်သူနေခြင်းသလိုနေပေမဲ့စီနီယာနဲ့ပတ်သက်ရင်အလေးထားကဆက်ဆံတတ်သူပါ။ဆိုဗီယက်သဇင်တို့မင်္ဂလာပွဲမှာအပြုတ်မိုးတွေကြောင့်ချီးကျူးခံရသူတွေရှိသလိုတချို့မင်းသမီးတွေကလည်းဝေဖန်ခံရတာတွေများခဲ့ပါတယ်။ချစ်စရာကောင်းတဲ့အပြုတ်မိုးလေးတွေကြောင့်ချီးကျူးခံရတဲ့ဒီနုပညာရှင်3ယောက်အပေါ်ဘယ်လိုမြင်လဲဆိုတာကောမန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်။